ဇွန်လပထမပတ်ဇွန်လ1ရက်မှဇွန်လ14ရက်အထိမိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းမေလ30ရက်ည8နာရီခွဲလက်ရှိပင်လယ်ပြင်နှင့်အနောက်တောင်မုတ်တုံလေအခြေအနေမင်္ဂလာပင်လယ်အော်အရှေ့အလယ်ပိုင်း16.489န90.639တီနေယာရေပြင်ကြီးအမြင့်တွင်အနောက်တောင်ဘက်မှလေတိုက်နှုန်းတနာရီ25မိုင်ခန့်ရှိနေပြီးအမြင့်ပေ9000တွင်အနောက်တောင်ဘက်မှလေတိုက်နှုန်းတနာရီ35မိုင်အထိရှိနေပါသည်မုတ်တုံလေအားအသင့်အင့်မှအားကောင်းနေဆဲဖြစ်ပါသည်တိမ်ဖြစ်ထွန်းသည့်အခြေအနေတိမ်အမြင့်100နှင့်တိမ်အနိမ့်40အထိဖြစ်ထွန်းလျက်ရှိပါသည်ဇွန်လပထမပတ်နှင့်ဒုတိယပတ်အတွင်းဖြစ်နိုင်မည့်မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းဇွန်လ1ရက်မှဇွန်လ3ရက်အတွင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းအရှေ့ပိုင်းဧရာဝတီတိုင်းရန်ကုန်တိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းနေပြည်တော်ရခိုင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်မိုးအသင့်အင့်မှမိုးများနိုင်ပြီးဇွန်လ4ရက်နောက်ပိုင်းတွင်ပဲခူးတိုင်းအရှေ့ခြမ်းကချင်ပြည်နယ်နှင့်ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှအပကြံပြည်နယ်တိုင်းဒေသများအားတွင်မိုးရွာနှုန်းလျော့ကျသွားနိုင်ပါသည်လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ခြေတင်ချပုံစံပြုကြိုတင်ခန့်မှန်းမှဇွန်လဒုတိယပတ်အတွင်းဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်းကြိုတင်ခန့်မှန်းထားသည်ကိုတွေ့ရပါသည်ဇွန်လဒုတိယပတ်အတွက်မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကိုထပ်မံတင်ပြပေးပါမည်